မင်္ဂလာပါကျွန်တော်ဒေါက်တာစီတူလင်းပါယောဂဖြစ်ပွားမှုဖြစ်စဉ်နဲ့ယောဂများ L1 အယိုးစစ်ဟာဇီဝစက်မှုဗေဒအရဒဏ်ပိလွယ်တဲ့အတွက်အခုဖော်ပြမယ့်ယောဂတွေအဖြစ်များတတ်ပါတယ်ပထမတစ်ခုကတော့ဖိအားကြောင့်အယိုးကျိုးကျခြင်းသို့မဟုတ် compression fractures ဖြစ်ပါတယ်အထူးသဖြင့်အယိုးပွားယောဂသို့မဟုတ် osteoporosis ရှိတဲ့သက်ကြီးရွယ်အိုတွေမှာဖြစ်စီရန်တိုက်မှုနဲ့အမြင့်ကပြုတ်ကျတာလိုမျိုးထိခိုက်ဒဏ်ရာရတဲ့အခါမှာဖြစ်စီ L1 ဟာအကျိုးအများဆုံးအယိုးစစ်ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့အာယုံကြောမကြီးအစုံပိုင်းဖိမိခြင်းသို့မဟုတ် conus medullaris syndrome ဖြစ်ပါတယ် L1 နေရာမှာအယိုးကျိုးတာဒါမှမဟုတ်အကျိတ်ဖြစ်တာတွေကြောင့်အာယုံကြောမကြီးအစုံပိုင်းဖိမိသွားရင် C1 မဟိနိုင်တာလိန်ပိုင်းဆိုင်ရာလှုပ်ဆောင်မှုရုတ်တရက်ကျဆင်းတာတွေဖြစ်ပေါ်နိုင်ပြီးဒါဟာအရေးပေါ်အခြေအနေဖြစ်ပါတယ်တတိယတစ်ခုကတော့အယိုးနုပြားကျွံခြင်းသို့မဟုတ် herniated disc ဖြစ်ပါတယ် L1 နဲ့ L2 ကြားမှာအယိုးနုကျွံတာဟာအောက်ပိုင်းအယိုးစစ်တွေဖြစ်တဲ့ L4 နဲ့ L5 ကြားထက်စာရင်အဖြစ်နည်းတော့လဲဖြစ်လာခဲ့ရင်ခါအထက်ပိုင်းနာကျင်တာနဲ့ပေါင်ချံထိကြိုက်ခဲတာတွေကိုဖြစ်စေနိုင်ပါတယ်ဆောင်းရံရှောင်ရံနဲ့တတိထားရံများဆောင်းရံအချက်များအနေနဲ့ပထမဦးစွာခန္ဓာကိုယ်ဗဟိုကြွက်သားတွေဖြစ်တဲ့ core muscles တွေကိုလေ့ကျင့်ပေးရပါမယ်ခါယိုးကိုထောက်ပံ့ပေးတဲ့ဝမ်းပိုင်းနဲ့ကြောဘက်ကြွက်သားတွေတန်ဆွမ်းဖို့အတွက်ပလန့်ထောက်တာမျိုးလေ့ကျင့်ခန်းတွေကိုမှန်မှန်လုပ်ပေးပါဒုတိယအချက်ကတော့မှန်ကန်တဲ့ကိုယ်နေဟန်ထားပါထိုင်တဲ့အခါခါကိုမှတ်မှတ်ထားပြီးခါအောက်ပိုင်းကိုလမ်ဘာ support လို့ခေါ်တဲ့ခါအခုအခန်းနဲ့ထောက်ပံ့ပေးထားပါတတိယအချက်ကတော့အယိုးအာဟာရပါကယ်လ်ဆီယမ်နဲ့ဗီတာမင် D ကျွယ်ဝတဲ့အစားအစာတွေကိုစားသုံးပါအထူးသဖြင့်အမျိုးသမီးတွေသွေးဆုံးပြီးနောက်ပိုင်းအယိုးပွားတာကနေကာကွယ်ဖို့ပိုပြီးဂရုစိုက်တင်ပါတယ်ရှောင်ရံအချက်မြောက်အနေနဲ့ပထမဆုံးခါကုန်းပြီးအလေးမတာကိုရှောင်ရပါမယ်ပစ္စည်းမတဲ့အခါခါကိုကုန်းပြီးမမပါနဲ့ဒူးကိုကွေးပြီးပေါင်ကြွက်သားအားကိုတုံးပြီးတော့ပဲမပါဒုတိယအချက်ကကိုလုံးကိုရုတ်တရက်လိန်ချိုးတာမျိုးရှောင်ရပါမယ်အလီအပင်မနေတော့ခါကိုလိန်ပြီးဘီးကိုလှဲ့တာဟာ L1 usage ကိုအလွန်အမင်းတန်ဖြစ်စေပါတယ်တတိယအချက်ကစီးလိတ်တောက်ခြင်းပါစီးလိတ်ဟာကြိုးရိုးအယိုးနုပြားတွေစီကိုသွေးရောက်ရှိမှုကိုအဟန့်တားဖြစ်စေပြီးအယိုးနုကိုမြန်မြန်စိုးမြင့်ပျက်စီးစေပါတယ်တတိထားရန်အရေးပေါ်လက္ခဏာများနောက်ဆုံးအနေနဲ့တတိထားရမယ့်ရုတ်တရက်အရေးပေါ်လက္ခဏာများသို့မဟုတ် red flags အကြောင်းဖြစ်ပါတယ်အခုပြောပြမယ့်လက္ခဏာတွေခံစားရရင် L1 မှာရှိတဲ့အာယုံကြောမကြီးထိခိုက်နေနိုင်တာမို့နီးစပ်ရာစီးရုံကိုအမြန်ဆုံးတွားရောက်ပြသရပါမယ်စီးတွားခြင်းစိတ်ဝမ်းတွားခြင်းစိတ်မတိတော့တာဒါမှမဟုတ်လုံးဝမထိန်နိုင်တော့တာပေါင်ချံနဲ့စီးစက်တစ်ဝိုက်ဥပမာမြင်းကုန်းကြီးနဲ့ထိတွေ့မဲ့နေရာတစ်ဝိုက်ကိုစမ်းတက်ကြည့်ရင်ဘာမှမသိတော့ပဲထုံကျင်နေတာခြေထောက်နှစ်ဖက်စလုံးရုတ်တရက်အားပြော့သွားတာဒါမှမဟုတ်လမ်းလျှောက်လို့လုံးဝမရတော့တာတွေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်